ကြိုက်ထမင်းစားလိုက်လေကြက်စီပြန်ဟင်းလေးချက်ထားတယ်ချင်းဟင်းဘာလက်ချောင်းကြော်လေးနဲ့မျက်နှာလိုမျက်နှာရနဲ့ငါချက်ထားတယ်ဟာချစ်ရှင်ချစ်ကိုနမ်းလို့ရလားကိုကလည်းလက်မထခင်ချင်းဒီလေဘာမှမလုပ်ပဲနေကြမယ်နော်အဲ့ဆိုပြီးတော့ချစ်လက်ထပ်ပြင်ကိုပြောနော်ဟမ်မြတ်သားသမီးကြီးလှလိုက်တာကွာအိမ်ကဟာမကြောက်စီပေပါကြီးထောင်ထားတယ်လားမင်းဝေးလေးပါလေချားကိုစီစဉ်မရှိတော့ဘာလဲဝိတ်ချလိုက်ရင်နှစ်ခုဖြစ်သွားမှာမဟုတ်လို့လားဟာနှစ်ခုပြောမိမမင်းငါသိရင်တော့အိမ်အောင်ပြုတ်မှာလားပြပါဘူးကျမညီမနဲ့ပဲနေမှာပေါ့ဒါနဲ့နေပါအောင်ရှင်ရောကျမတည်သွားရင်တော့အိမ်အောင်ပြမှာလားမပြုတ်ပါဘူးငါလေးမင်းညီမနဲ့ပဲနေပါ